Okay. Memakita penyasin. Cisa mawa follower chau ting ha tatong kun hitong sida. Em ha tu ha video tin tam hia aku chibang video tin tam aku di ma inchi ma pa bene tin da ro 7.9 million ne viewer pinne tole viewer mia ne da bo no era ko ba chong viewer mia de le so ra ko le ne lo pyo ya ma chi tu ma de lu na era dia ko pyo chin ma le era bale sura ale pujo sovana khapat ting chin chin tua di video ko ting khera phira bo no anda ro pujo sovana kong pyo chin ani ne tua pyo ra bo no tua hata lulun he sai da ro si de le vansi ka khapat ko pian yu me sura sai pi ro de lu ne video ting khera bo no era ko khu dia ko aku chonoro Myanmar pi ma totole Facebook ma ji de tu de mia ra bo no era ko khu Myanmar နိုင်ငံမှာတော်တော်လေး Facebook မှာနာမည်ကြီးခဲ့တဲ့ဆရာကြီးချစ်ဆိုင်မောင်ဂီတပညာရှင်ဖြစ်ပါတယ်မစိုးလာပါဒီဟာကိုဇိုဆိုဗန်ရဲ့အကောင့် Facebook အကောင့်ဖြစ်ပါတယ်အဲ့ဒါဒီစာရေးတာတော့သူရဲ့ချန်ပီယံကပ်ကိုတင်ပြီးတော့ဒီစာကိုရေးခဲ့တာပေါ့နော်အဲ့ဒါဘလူးရေးခဲ့တယ်လဲဆိုတော့ကျွန်တော်တို့အနိုင်ရခဲ့တယ်အနိုင်ရပြီးပြီစူတောင်းချင်းနဲ့ကူညီတဲ့သူအလုံးစင်မှာကျေးဇူးတင်တဲ့အကြောင်းပြောတာပေါ့နော်ဗာနာစကားပြောတဲ့ချိန်မှာကူတိုင်နဲ့ကျွန်တော်ငါအနိုင်ရပြီဆိုတာမျိုးမဟုတ်ဘူးသူကဘလူးပဲဖြစ်သူအနိုင်ရတဲ့ခါကြရင်ကျွန်တော်တို့အားလုံးအနိုင်ရတယ်လို့သူကစာနဲ့ရေးခဲ့တာပေါ့နော်သူကတော်တော်လေးလိမ်မာပြီးတော့စိတ်တဘောထားကောင်းတဲ့လူငယ်နော်ဖြစ်တဲ့အကြောင်းကိုဒီမှာပြောချင်ပါတယ်ကဲအခုတော့ဆရာကြီးချစ်စမောင်ကဗန်ခပပြန်တင်မယ်ဆိုတဲ့အကြောင်းကိုသူကတီလိုက်လို့ပေါ့နော်အဲ့ဒါနဲ့ဂျင်တွန်းနေတာဖြစ်တယ်စတာပါနော်စတာပါကိုဂျိုဆိုဗန်ရဲ့ဘလောက်ထိကိုချန်ပီယံတင်ပြီးချင်းသူကဂျင်မတော်ဘယ်နဲ့ဒီတန်းနေတာမဟုတ်ဘူးသူကချန်ပီယံတင်ပြီးချင်းလဲသူကမရက်မနာဘဲနဲ့သူကဂျင်တွန်းနေတဲ့အကြောင်းကိုဒီမှာပြောပြချင်တယ်ဒီမှာတော့ကျွန်တော်တို့မြန်မာပြည်တွေကိုဘလောက်ထိသူကလည်းခရူးစိတ်တယ်လေသူအားပေးခံရတဲ့အကြောင်းကိုသူ Facebook timeline မှာသူရှင်းခဲ့တာပေါ့နော်မြန်မာကူဇလေရဲ့အဖြစ်ကိုသူကစိတ်ထဲမှာလုံးဝကိုမမွေတဲ့အကြောင်းပြချင်တာဖြစ်ပါတယ်သူကလုံးဝကိုမရမနာပဲနဲ့သူက exercise gym တွန်းနေတာဖြစ်ပါတယ်